Okay အားလုံးပဲမင်္ဂလာပါပေါ့နော်ဒါစနီကာဆိုလာ Real Oviedo နဲ့ဒါ Arsenal ဆေးအဖွဲ့ပေါ့နော်ဘယ်လိုမျိုးပတ်သက်ဆက်နွယ်မလဲဘယ်လိုမျိုးအကြောင်းအရာတွေဖြစ်မလဲပေါ့နော်ဒါကျွန်တော်လည်းလေးပြောကြည့်အောင်ဆွေးနွေးကြည့်အောင် Okay အားလုံးပဲဒါစိတ်ဝင်စားဖို့ကောင်းမယ်လို့ဒါမျှော်လင့်ပါတယ်ပေါ့နော်ဒီနေရာမှာဒါစနီကာဆိုလာက Real Oviedo ရဲ့ဒါ Academy Trap ပေါ့နော်လူငယ်စီမံကိန်းရဲ့ဒါကသမားတစ်ယောက်ဖြစ်ပေမဲ့ဒါ Real Oviedo မှာအပေါ်တော့ခွင့်မရဘူးဗျာညခဲ့ပဲနဲ့ဒါ Villarreal တန်းရောက်သွားတယ်ဘာကြောင့်လဲဆိုတော့လေဒါက Real Oviedo ကအဲ့တုန်းကဒါဘန်နာကြီးခက်ခဲကြအောင်ဗျာတန်းရောက်သွားတာပေါ့နော်ဒီနေရာမှာဒါကြားမှာဗျာကလပ်အသင်းလေးတစ်သင်းကိုသူသွားဆော့လိုက်သေးတယ်ပြီးတော့လေဒါ Villarreal ပြန်ရောက်လာတယ်ဒါနောက်တော့ဒါမာလာဂါနေရများပေါ့နော်မာလာဂါကိုလည်းတစ်နှစ်လောက်ဆော့ကစားလိုက်သေးတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းကတော့အားလုံးသိတဲ့အတိုင်းပဲသူ Arsenal ရောက်လာတယ် Arsenal မှာသူ့ရဲ့ကစားသမားဘဝကဒါအမြင့်ဆုံးအနေအထားလို့ပြောလို့ရတယ် Space တွေကိုဘယ်နဲ့လဲကန်တယ်ညာနဲ့လဲကန်တယ်ဗျာနောက်တော့ဒါတရားပြဿနာအကြီးကြီးရသွားတယ်ပေါ့နော်ဘလိုမျိုးဗျာအဲ့လောက်ထိကောင်းတာကိုသိတာထင်ရှားစေခဲ့လေဆိုလို့ရှိရင်စပိန်လေရေးစဉ်အသင်းမှာဗျာဒါပြီး Iniesta Busquets David Silva မာတာတို့ရှိတဲ့ကွင်းလဲမှာသူ့အတွက်လည်းဒါမဖြစ်မနေတာနေရာတနေရာစာတစ်ခုအတွက်ကိုဒါရရှိခဲ့ရတယ်ပေါ့နော်ဒါတော်လေးမိုက်တဲ့ကစားသမားပါပဲနောက်တော့ဒါခြေရာတစ်ချောင်းမှာပေါ့နော်ဒါတန်ရရသွားခဲ့တယ်ဒီတန်ရအနေနဲ့ဆိုလို့ရှိရင်လည်းဒါခွဲစစ်ကူးသားမှုခံယူပြီးတဲ့အချိန်ခါမှာလာပြီးတော့နော် Arsenal ဆေးဥဖွဲ့ရပါတော့ဘယ်မထုတ်ပြန်ခဲ့လဲဆိုတော့လမ်းလျှောက်ဖို့တော့မှဒါမလွယ်ကူတော့ဘူးနောက်ဆုံးဗျာ virus ပိုးတွေပဲဝင်သွားတယ်လို့တော့ဒါပြောကြတယ်ပေါ့နော်ဒီမှာပဲသူအကြာကြီးနိုင်လိုက်ရတယ်နောက်တော့ဒါ Villarreal ကိုကြောက်ပြန်နေရများပေါ့နော်အဲ့ဒီအချိန်မှာဒါခင်ဗျားတို့မှတ်မိကြသေးလားမသိကြိုးစိုးတဲ့ပုံကဗျာလုံးဝလေ magic ဆန်းဆန်းဗျာညက်လက်ကလည်းမျိုးဘွားဆိုပြီးပေါ်လာကွင်းလေကြီးမှာအဲ့မှာဒါ200ဒီလောက်ဒါဆက်ပြီးတော့ကစားခဲ့တယ်ပေါ့နော်ဒါပြီးတော့သူကတာကလပ်ကိုဒါပြောင်းရွှေ့သွားတယ်ကတာကလပ်ကိုပြောင်းရွှေ့ပြီးတော့လေသူဘောလုံးဒါဆက်ကစားနေသေးပဲပေါ့နော်3နှစ်လောက်ကစားတယ်ဗျာအဲ့ဒီအချိန်မှာသူ့ရဲ့အသက်ကဒါ39နှစ်ထိဒါဖြစ်လာခဲ့တယ်ဖြစ်လာပြီးတော့ဒါပေမဲ့သူကဘယ်လိုလဲသူနားလို့ရနေပြီဗျာဒါပေမဲ့သူစက်မနာသူဘောလုံးဆက်ကစားခြင်းသေးတယ်ဆက်ဆော့ခြင်းတယ်ပေါ့နော်အမှစပြီဒါပြီးရင် Oviedo ရဲ့ဒါကန်လန့်မှုကစတင်ခဲ့ပြီပေါ့နော်ဒါစတင်တဲ့အချိန်မှာဗျာစပိန်လာလီဂါရဲ့ဒါဒီ2ကအတင်းတတင်းကကန်လန့်နဲ့လာစာပမာဏအမောင်အရမ်းများတယ်ဗျာတွေ့လားအရမ်းများတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ तू ကဒီလာစာ तू အဲ့လိုမျိုးမယူတာမန်ပုံစံမျိုးနဲ့ပဲဗျာ free niva လောက်ဗျာအဲ့လိုမျိုးကစားခွင့်ပေးမယ်ပေါ့နော်ဒါပေမဲ့လာလီဂါအဖွဲ့ချုပ်ကဒါကိုလက်မခံခဲ့ဘူးပေါ့နော်အဲ့တော့ဒါသူလာစာအမြင့်ဆုံးတောင်းရွှေ့ရေးနဲ့အဲ့ကလပ်အတင်းရဲ့ပေါ့နော်အဲ့လာစာအမြင့်ဆုံးကစားဖြစ်နေသူကန်ခဲ့တယ်ပြီးလို့ရှိရင်ဗျာဒီကပလိန်လက်ပတ်ပါသူပတ်ပြီးတော့ကန်ခဲ့တယ်နောက်ထပ်ဒါ6လလောက်အကြာမှာပဲပေါ့နော်ဒါ Oviedo ဒါစပိန်လာလီဂါကလပ်ကိုပေါ့နော်လီဂူ1ကိုလီဂူ1 sorry မလို့ဒီလီဂူ1ပေါ့လာလီဂါ1ကိုပေါ့နော်ဒါတန်တက်အောင်ဒါလုပ်ပေးခဲ့တယ်ပေါ့နော်အခုတော့ဒါတန်တက်ခွင့်ရခဲ့ပြီပေါ့ဗျာရခဲ့ပြီတဲ့အချိန်မှာဒါဘယ်လိုဖြစ်လဲဆိုတော့နှစ်ကြောကန်ရတယ်ဗျာတိတ်ကနှစ်ကြောကန်ရတဲ့အချိန်မှာတစ်ကြောကရှုံးတယ်ဒါနောက်တစ်ကြောက3-1နဲ့နိုင်တယ်ပေါ့နော်ဒီနေရာမှာလည်းဒါသူတကိုးသွင်းခဲ့တယ်ဗျာ39နှစ်အရွယ်40ပဲထားပါလို့40ကျော်ကမှတယောက်အနေနဲ့ဒါ6မှာလည်းတရားရထားခဲ့တယ်သူရဲ့ခြေစွမ်းတွေကိုဗျာကစားနေစေဖြစ်တယ်ဆိုရင်ဒါကြမ်းခိုင်မှုကလည်းလုံးဝကောင်းနေစေဆိုတော့ဒါတကယ်မိုက်ပါတယ်တကယ်တော့မှဒါ Real Oviedo ရဲ့ legend အစစ်အမှန်လည်းဖြစ်တယ်ပေါ့နော်စနီကာဆိုလာ Real Oviedo ပေါ့နော်တကယ်မိုက်တယ်ဒါပေါင်းဆက်မှုပါပဲဒါသူ့ဘောကိုဒါကျေးဇူးအများကြီးရှိရတဲ့အတင်းကိုသူကျေးဇူးပြန်ဆိုင်ခဲ့တဲ့ပုံကတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော် Arsenal ဆေးအဖွဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဒါတခုခုလွဲမနေခဲ့ပြီဆိုတာကိုဒါတော်လေးစဉ်းစားခက်စေတဲ့အရာပဲသိလဲဒဏ်ရာပြောက်ပြီးတော့ Villarreal မှာ200ဒီလောက်သွားကစားတဲ့အချိန်မှာသူ့ရဲ့ GA ကအဲ့200ဒီပေါင်းကို40အထက်မှာရှိခဲ့တယ်ဗျာဒါကတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကတော့ဒါArsenal ဆေးအဖွဲ့ကအခုလက်ရှိ Man U ရောက်သွားတဲ့အချိန်မှာလည်းဒါ Man U ကစားသမားတွေကဒါဒဏ်ရာတွေခဏရနေတဲ့အပေါ်မှာရောဒါလည်းဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါခင်ဗျားတို့ဘယ်လိုမြင်လဲဘယ်လိုထင်လဲအောက်မှာဝင်ရောက်ဆွေးနွေးဝေဖန်လေ့ကန်သွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်မှပဲဆုံပါမယ်ခင်ဗျာ